ရမြန်မာစတာပရိသတ်များရှင်စမွန်ရဲ့လက်ထဲကိုတော့ result ရောက်ရှိလာပြီဖြစ်ပါတယ်။ရောက်ရှိလာတဲ့ result တိုင်းကြေညာပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီနှစ်ဦးတွေက red zone မှာထိုင်ရမယ့်ပြိုင်ပွဲဝင်တဦးရှိမယ်။ safe zone မှာထိုင်ရမယ့်ပြိုင်ပွဲဝင်တဦးရှိမှာဖြစ်ပါတယ်။ safe zone ကပြိုင်ပွဲဝင်ကတော့လွတ်လွတ်ကျွတ်ကျွတ် safe ဖြစ်မဲ့ပြိုင်ပွဲဝင်ဖြစ်ပါတယ်ရှင်။ရင်ခုန်စွာနဲ့ကြေညာပေးကြပါတယ်ဒီကနေ့မှာ safe zone ကိုလွတ်လွတ်ကျွတ်ကျွတ်တက်လှမ်းသွားနိုင်တဲ့ပြိုင်ပွဲဝင်ရဲ့နာမည်ကိုကြေညာပေးသွားမှာဖြစ်ပါတယ်ဒီကနေ့အတွက် safe zone မှာထိုင်ခွင့်ရတဲ့ပြိုင်ပွဲဝင်ကတော့ဝှေ့ပြီးဖြစ်ပါတယ်ရှင်ညီမလေးဆိုဖီယာကတော့ဒီကနေ့အတွက်red zone မှာစတင်ပြီးတော့ထိုင်ရမှာဖြစ်ပါတယ်Myanmar Stars Season 2 Top 7 Elimination Show Round 2ခုပေါင်းထားတဲ့ရမှတ်ပရိသတ် voting တိုင်သူကြီးမင်းတွေပေးတဲ့ရမှတ်အကုန်လုံးအမှတ်တွေပေါင်းပြီးတော့နောက်ဆုံး result ဖြစ်တဲ့နောက်တစ်ဆင့်ကိုလွတ်လွတ်ကျွတ်ကျွတ်တက်လှမ်းသွားတဲ့ပြိုင်ပွဲဝင်ကတော့နောက်တစ်ဆင့်ကိုလွတ်လွတ်ကျွတ်ကျွတ်တက်လှမ်းသွားတဲ့ပြိုင်ပွဲဝင်ရဲ့နာမည်ကတော့ FM ကျော်ဦးဖြစ်ပါတယ်ရှင်Congratulations ပါပြိုင်ပွဲဝင်အခုပရိသတ်များရဲ့ရှေ့မှောက်ကို3ဦးဖိတ်ခေါ်ထားပါတယ်ဒါနောက်ဆုံးကျန်တဲ့ပြိုင်ပွဲဝင်3ဦးဖြစ်ပါတယ်ဒီ3ဦးတွေကမှဒီတစ်ခါတော့ safe ဖြစ်တဲ့ပြိုင်ပွဲဝင်ကိုကြီးညာမှာမဟုတ်ဘဲနဲ့ red zone ကိုသွားရမယ့်ပြိုင်ပွဲဝင်တဦးရဲ့နာမည်ကိုစတင်ပြီးတော့ကြီးညာပေးသွားမှာဖြစ်ပါတယ်ရှင်Okayဒီကနေ့အတွက်အခုအချိန်ခိုက်တန့်အတွက်ပေါ့နော်ဒီမှာရှိရဲ့မောင်လေးညီမလေး3ဦးတည်းကမှ red zone ကိုသွားရမယ့်ပြိုင်ပွဲဝင်ကတော့ red zone သွားရမယ့်ပြိုင်ပွဲဝင်နာမည်ဇန်ဝီလီဖြစ်ပါရှင်ဒီတစ်ခါမှာတော့စုံတို့အစီအစဉ်ကနေပြီးတော့နောက်တစ်ဆင့်ကိုတက်လှမ်းသွားမယ်ပြိုင်ပွဲဝင်နာမည်ကိုကြေညာပေးမှာဖြစ်ပါတယ် Grand Final တက်လှမ်းခွင့်ရတဲ့ Grand Final ကိုလွတ်လွတ်ကျွတ်ကျွတ်တက်လှမ်းခွင့်ရတဲ့ပြိုင်ပွဲဝင်ရဲ့နာမည်ကိုကြေညာပေးသွားမှာဖြစ်ပါတယ်ရှင်အခုဒီမှာရှိတဲ့ညီမလေးမူးမြတ်ချေနဲ့မောင်လေးစောမျိုးရာဇာကျော်နှစ်ဦးတည်းကဘသူလို့ထင်ပါသလဲရှင်နောက်တစ်ဆင့်ကိုလွတ်လွတ်ကျွတ်ကျွတ်တက်လှမ်းခွင့်ရတဲ့ပြိုင်ပွဲဝင်ကတော့နောက်တစ်ဆင့်ကိုလွတ်လွတ်ကျွတ်ကျွတ်တက်လှမ်းခွင့်ရတဲ့ပြိုင်ပွဲဝင်စောမျိုးရာဇာကျော်ဖြစ်ပါရဲ့ရှင်အဲ့တော့ဒီမှာရှိနေတဲ့ပြိုင်ပွဲဝင်တွေအတွက်ဆိုတော့ဒီနေ့မှလည်းအချိန်ပေးပြီးတော့တကူးတကလာရောက်ပေးတဲ့ထိုင်သူကြီးမြင့်တဦးတယောက်ချင်းစီရဲ့အမှတ်တရစကားလေးတွေလည်းကြားပြရစီရှင်အားလုံးပဲရှေ့ဆက်အောင်မြင်ကြပါစေလို့တခြားပြောစရာစကားမရှိပါဘူးကျေးဇူးပါဆရာချစ်ခဲ့တော့အနည်းပညာလောကမှာလေချစ်စရာကောင်းတယ်လို့မုန်းစရာကောင်းတာလည်းရှိတယ်ငွေများငွေနိုင်ဆိုတာလည်းရှိတယ်အဲ့ဒါတွေအားလုံးဟာဆောက်နေတဲ့ဘုံလို့ချစ်ငယ်ထင်တယ်တကယ်တော်တဲ့သူတွေဟာနေရာရချင်မှရမယ်တကယ်တော်တဲ့လူတွေကလည်းနေရာရချင်ရတယ်အားလုံးကခြုံကြည့်ရင်ဒုတိယဘုရားသခင်ဖြစ်တဲ့ငွေပဲအဲ့ဒီငွေကဘာကြောင့်လဲငွေများငွေနိုင်မယ်ဗုဒ္ဓင်များရင်များသလိုအမှတ်ရမှာပဲအဲ့တော့ချစ်တယ်ဆိုလို့ခြင်းတဲ့သဘောကတော့တကယ်ကောင်းတဲ့အနုပညာရှင်တွေဆုံးရှုံးသွားတာလေဒီဗုဒ္ဓင်ကြောင့်ပဲတကယ်တော်တဲ့လူတွေလည်းတက်လာတာကလည်းကံတရားနဲ့ကြိုးစားမှုကြောင့်ပဲဒုတိယဘုရားသခင်ဖြစ်တဲ့
voting ကိုချစ်ငယ်မကြိုက်ဘူးနောက်တစ်ခုကအနုပညာလောကမှာဟန်ဆောင်မျက်နှာဖုံးတွေကိုချစ်ငယ်မုန်းတယ် တကယ်ကိုမသားရပါတယ်ချစ်ငယ် တယောက်နဲ့တယောက်ချစ်တယ်ဆိုတာရင်ထဲကချစ်တယ်ဆိုရင်အနှစ်ရေရှည်ကြာတည်တံ့ခံမြဲတယ်အပေါ်ယံကြောနဲ့ချစ်တယ်ဆိုရင်ခဏပဲရတယ်ဘာကြောင့်လဲချစ်တယ်လို့အနုပညာလောကမှာနှက်ကောင်းနှံ့တဲ့တည်ရှိတယ်ဟန်ဆောင်ရင်ခဏပဲရတယ်တကယ်ဝမ်းသာတာလားတကယ်ဝမ်းနေတာလားလူတွေရဲ့ emotion ကြည့်ပြီးတော့သိတယ်ဒါပေမဲ့ဒီကလေးတွေအားလုံးတော်ပါတယ် red zone မှာထိုင်နေတဲ့ကလေးတွေလည်းတော်တယ်ဟိုမှာထိုင်နေတဲ့ကလေးတွေလည်းတော်တယ်ဒါပေမဲ့ဘာလို့ဒီလိုကွဲသွားရတာလဲအဲ့ဒါ voting system ပဲဒုတိယဘုရားသခင်ကြောင့်ပဲအဲ့ဒါကြောင့်ချစ်ငယ်ဒါဆိုရင်တကယ်အရေးသွေးရှိတဲ့သူကိုချစ်ငယ်ခေါ်ဆောင်သွားမှာပဲအဲ့တော့အမှတ်တရနေရတော့သားတို့သမီးတို့ကြိုးစားပါဟိုမှာထိုင်နေတဲ့ကလေး၃ယောက်ဟုတ်လားကျော်ဦးလေးဝှစ်ပြီးလေးနော်နောက်ပြီးတော့တသားလေးဒီကလေး၃ယောက်စလုံးကလေသူ့အစွမ်းနဲ့သူတော်တယ်ဒါပေမဲ့ခုနပြောသလိုပေါ့နော်သူတို့ရဲ့ဟိုနောက်မှာချစ်တဲ့ပရိသတ်အားလေးကောင်းတယ်သူတို့ကိုယ်တိုင်ကလည်းတော်တယ်ဆိုတဲ့ခါကျတော့နေရာက၄ယောက်ကြတော့လေတော်တယ်သို့တော်လေသူတို့မှာ voting အားနည်းရင်တော်ရဲ့သားနေမဖြစ်လေခြေတလန်းနောက်ဆုတ်သွားရတယ်အဲ့တော့သားတို့သမီးတို့ဝမ်းမနေပါနဲ့ကိုကိုတိုင်းပတ်စံရှိအောင်ကြိုးစားပါပတ်စံရှိတဲ့အခါကျရင်ပြန်ပွဲတောင်ဝင်စရာမလိုပါဘူးချစ်ငယ်ချင်းတွေကစကားပြောတာနော်သားတို့သမီးတို့ခံစားနေရတဲ့ချစ်ငယ်သိတယ်ဒါပေမဲ့သမီးတို့ဟန်ဆောင်နေရတဲ့ချစ်ငယ်သိတယ်မျက်လုံးချစ်ငယ်ကြည့်ပြီးစားဖတ်တတ်တယ်သို့တော်လည်းဟန်ဆောင်တာခဏပဲရတယ်နော်အဲ့တော့သားတို့သမီးတို့ရိုးသားပါကြိုးစားပါလို့ချစ်ငယ်ပြောချင်တယ်တိတ်ကိုမသားပါတယ်ချစ်ငယ်အဲ့တော့အနုပညာလန်ခီမှာရေရှည်နှစ်ပေါင်းများစွာထွန်းတောက်တဲ့ကြက်တပွေးအနေနဲ့အောင်မြင်ဖို့လမ်းစာတစ်ခုကိုရှာဖွေနေကြတဲ့ပထမအဦးဆုံးခြေလမ်းကိုလှမ်းနေကြတဲ့ဒီမှာရှိတဲ့မောင်လေးတွေညီမလေးတွေအားလုံးအတွက်တကယ်ကိုမှတ်သားစရာဖြစ်ပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်ဆက်လက်ပြီးတော့နောက်ထပ် judge တူဖြစ်တဲ့ကိုစီယောင်ကနေပြီးတော့လေအမှတ်တရစကားလေးပြောကြားပေးစီလိုပါတယ်ရှင်ပြောချင်စိတ်ကိုမရှိတာဒါလည်းမသားစရာတွေကတခုပါပဲအကိုကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဒီနေ့နှုတ်ဆက်ထွက်ခွာရမယ့်ပြိုင်ပွဲဝင်နှုတ်ဆက်ထွက်ခွာရမယ့်ပြိုင်ပွဲဝင်ဇန်ဝီလီGrand Final အထိတက်လှမ်းခွင့်မရတော့ဘဲနဲ့နှုတ်ဆက်ထွက်ခွာရမယ်ပြိုင်ပွဲဝင်မှုမြတ်ချေဖြစ်ပါရဲ့ရှင် Grand Final ဆက်လက်ပြီးတော့တက်လှမ်းသွားတဲ့ပြိုင်ပွဲဝင်နန်းနီဖြစ်ပါရဲ့ရှင် Congratulations ညီမလေး JK Sophia ကတော့ performance တွေအလန်းစားတွေနဲ့မြန်မာ Star Season ကြီးတောက်ပဖို့အတွက်အများကြီးစူးစမ်းပေးခဲ့တာသိပါတယ်။ဘာပဲဖြစ်ဖြစ်အမှတ်တွေ result တွေပေါင်းလိုက်တဲ့အခါမှာဒီလိုအခြေအနေဖြစ်သွားပါရဲ့ရှင်။ဟုတ်ကဲ့ချစ်ခင်ရတဲ့မြန်မာ Star ပရိသတ်များရှင်စမကတော့နှုတ်ဆက်တယ်လို့မပြောသေးခင်မှာစမတို့ screen မှာဒိုင်းသူကြီးမင်းတွေပေးထားတဲ့ပညာရှင်တွေရဲ့ပေးထားတဲ့အမှတ်တွေနဲ့အတူပရိသတ်တဦးတစ်ယောက်ချင်းစီကနေပြီးတော့ဒီမှာရှိတဲ့ညီမလေးတွေမောင်လေးတွေကိုပေးခဲ့တဲ့ vote အမှတ်တွေကိုပွင့်လင်းမြင်သာစွာပြမယ်လို့ပြောထားတဲ့အတိုင်းပဲစတင်ပြီးတော့ပြသပေးသွားမှာဖြစ်ပါတယ်ရှင်
ဟုတ်ကဲ့ပါစီစဉ်ကိုကြည့်ရှုအားပေးနေတဲ့ပရိသတ်များရှင်နောက်တစ်ပတ်တည်းကနေစတင်ပြီးတော့ဆိုတော့နောက်တစ်ပတ်တည်းမှာစတင်နေတော့မို့နောက်တစ်ပတ်ကတော့ဆိုတော့ grand final နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးရင်ခုန်စိတ်လှုပ်ရှားစရာတွေရှိနေမလဲဆိုတာကိုကြိုတင်ပြီးတော့ရင်ခုန်မျှော်လင့်စောင့်စားရင်းနဲ့ဒီကနေ့ညမြန်မာ Star Season 2 Top 7 Elimination Show တိုက်ရိုက်ထုတ်လွှင့်တင်ဆက်နေမှုကြည့်ရှုအားပေးတဲ့ပရိသတ်တဦးတစ်ယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ကြောင်းပြောကြရင်းနဲ့ဒီနေ့စီစဉ်ကနေပြီးတော့နှုတ်ဆက်လိုက်ပါရရှင်ပရိသတ်များအားလုံးပဲ good night ပါ